အားလုံးမင်္ဂလာပါဗျာမိုးတောက်ကျေပါခင်ဗျာတရားတန်ကအမိဘဆရာသမားကျေးဇူးရှင်ကြီးများသူတော်ကောင်းကြီးများနဲ့ကျွန်တော်မိုးတောက်ကျေတဲ့အသက်အားဖြင့်၎င်းဂုဏ်အားဖြင့်၎င်းဘဝအားဖြင့်၎င်းဉာဏ်ပညာအားဖြင့်၎င်းအစာရပုံမူကြီးမားကြတဲ့ပုဂ္ဂိုလ်အပေါင်းကိုနေ့စဉ်ဥညွတ်အယုသေးပြုရှိကိုကြောက်လဲပါခင်ဗျာချမ်းသာကြပါစေချမ်းသာကြပါစေဆရာကြီးများဆရာလေးများတတိတိချစ်သူဝါဒနာရှင်အပေါင်းနော်အတဲကြီးငွယ်မရွေးပေါ့နော်လူကြီးလူငယ်လူလက်အားလုံးပေါ့မြို့သားမြို့သမီးမျိုးနော်တခြားပုဂ္ဂိုလ်တွေပေါ့နော်အဲ့တော့အားလုံးချမ်းသာကြပါစေဗျာအောင်မြင်မှုကိုမျှော်မှန်းပြီးတော့ဆရာတွေကရှာရတယ်နောက်ကလိုက်တဲ့လက်တွဲတဲ့ပုဂ္ဂိုလ်တွေကတော့ယုံကြည်မှုနဲ့လိုက်ကြရပေါ့နော်တယောက်မမြင်ဘူးရဘူးကျွန်တော်ဆိုလဲလူလည်းမမြင်ဘူးနာမည်လည်းမသိဘူးပေါ့နော်ဘယ်မှာနေမှလည်းမသိကြဘူးဒါပေမဲ့ဆရာအားလုံးနဲ့နောက်ကလိုက်တဲ့ပုဂ္ဂိုလ်တွေဒီလိုပဲဖြစ်ကြမှာထင်ပါတယ်နော်အဲ့တော့ယုံကြည်မှုနဲ့လည်းတွေ့ရကြရတယ်ဆိုတော့အဲ့ဒီအတွက်ကတော့တွေ့ထူးပြောကြမှာတော့ပါဘူးဟိုနောက်ကလူတွေကိုလည်းကျွန်တော်တို့ကသူတို့ကဆရာလို့ခေါ်ပြီးမှကိုဆရာလို့တော့မတတ်မှတ်ပါဘူးနော်ဒါတွေကကိုနဲ့လက်တွဲပေါ်တွေတခီးတဲ့အတူသွားတဲ့လူတွေယုံကြည်မှုနဲ့သူတို့နောက်ကလိုက်လာတယ်ဆိုရင်ရှေ့ကကိုစူးစမ်းအားထုတ်မှုနဲ့စာဖွေပေးဖို့ပဲလိုတယ်လို့အဲ့လိုပဲကိုတောင်ကိုအဲ့လိုတတ်မှတ်ထားပါလေဗျာနော်အဲ့တော့အမြဲတမ်းတော့စူးစမ်းလျက်ပါနော်ပွဲတိုင်းမနေနိုင်တာတော့ကျွန်တော်တို့ကံပေါ့ဗျာနော်ဟုတ်ပြီကျွန်တော်တို့ခုနှလုံးနီးရုံမနေသွားခဲ့တယ်နော်ဒါနှစ်လေးကျွန်တော်တို့က9နှစ်လေး9လေးနှစ်နဲ့နှစ်လေးကိုပေါ့နော်ပြည့်တယ်လေသိကျွန်တော်နှစ်လေးကိုဆိုရင်ဟို YouTube မှာအင်းလေးအိုဟင်းပေါင်းအိုးလို့ဥပမာတင်စားပြီးပြလိုက်တဲ့ site မပါပေါ့နော်ကျန်တဲ့ site 10မျိုးနဲ့ပါဗျာအဲ့ site 10မျိုးနဲ့ကျွန်တော်Telegram မှာတော့မပါတဲ့အတွက် group ဖွဲ့ထားပြီးတော့အဲ့ဒီမှာတော့သူတို့အဲ့ site ပြထားတယ်နော်ဒီပြီးခဲ့တဲ့ပွဲ73ချိန်မှာဒီစရာချင်းဝယ်တဲ့ပုံစံတွေလည်းကြာကျွန်တော်တို့ကထိုးကျင်တော့ပါအဲ့တော့အဲ့ site လေးတွေကြည့်ပြရစီဆိုတော့ Telegram ရှိတဲ့လူတွေတော့ကျွန်တော်တို့ကိုအဲ့ site ပြခဲ့တယ်နော်ဟိုကျွန်တော်အလင်းသိလို့ရှိရင်တော့ဒီ YouTube မှာချပြအောင်မတစ်စိတ်ကူတာနော်သို့ပေမဲ့ကိုက line တွေလည်းမကောင်းတော့မတတ်နိုင်တာပေါ့နော်တတ်နိုင်မှဟိုဘလောက်ဒီခဲလောက်တာလဲဆိုတော့ကြည့်တဲ့ပုံကတော့သိသွားမှာပါနော်ကိုကြီးတွေ့ပြတာမဟုတ်ပါဘူးဗျာဒါပေမဲ့ဆရာတိုင်းဒီလိုစူးစမ်းနေကြလိမ့်မယ်စူးစမ်းချပွေပေးနေကြမယ်ဆိုတာလဲကျွန်တော်ယုံကြည်ပြီးသားပါဆရာတွေကိုလည်းကျွန်တော်လေးစားပါလေဗျာနော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာ site လေးတစ်ချက်ကြည့်အောင်နော်ဒီရောတဲ့ရှင်းလင်းပါဆိုတော့နော်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်ရမှာကဒီလိုဗျမြင်လိုက်တာနော်ဒီမှာနည်းနည်းလေးနှိမ့်နေဒီမှာပထမဆုံး8ထိပ်လို့တွေ့တယ်8ထိပ်ညာဘက်တပင်ကျော်ကနေ1 2 3ဆိုရင်လည်း8ထိပ်ပဲတွေ့ရနော်အဲ့ဒီ8ထိပ်ညာဘက်တပင်ကျော်ကနေ1 2 3ဆိုရင်လည်း8ထိပ်ပဲတွေ့ဒီမှာအခြေခံတာနော်ဒီကြောင့်ဒီမှာအယောင်နေမရေးခဲ့တော့ဘူး8ထိပ်ညာဘက်တပင်ကျော်ကနေ1 2 3 8ထိပ်ညာဘက်တပင်ကျော်ကနေ1 2 3 8ထိပ်နော်အဲ့ဒါကိုအခြေခံတာအဲ့တော့ကျွန်တော်တို့ဒီနေ့ကဘာရောက်လာတယ်လဲဆိုတော့ဒီမှာကွာ3ညပေါ့ဗျာနော်ကွာ3ညညာဘက်တပင်ကျော်ကနေ1 2 3ဒီမှာလည်းကွာ3ညနော်ဒီမှာကျရောင်ခွဲသွားပြီပန်းရောင်ရဲ့အဝါရင်နော်ဒီမှာလည်းညာဘက်တပင်ကျော်ကနေ1 2 3ဆိုကွာ3ညဖြစ်တယ်နော်အဲ့ဒီမှာဒါလာပါပဲဆိုတာဒီမှာလည်း3ညထိတ်တယ်ညာဘက်တပင်ကျော်ကနေ1 2 3ဆိုတော့3ညထိတ်ပဲညာဘက်တပင်ကျော်ကနေ1 2 3ဆိုတော့3ညထိတ်ပဲနော်အဲ့ဒါလေးကိုကျွန်တော်တို့ကပြကျင်တာဆိုတော့ပထမဆုံးဒီကြော့ပေါ့နော်ပြကြဆိုအကွာပဲရေးမနေတော့နော်ရှုံမှာဆိုတော့ပိုးကြနေမှာဆိုတော့ကွာ3ညရေပရိ9ရေနှစ်ပင်ကျော်ကနေထက်3ပင်ကနေပေါ့နော်1 2 3 4 5 6ဆိုရင်နောက်ပေါင်း3ညရေနော်ဒီမှာလဲကွာ3ညဒီမှာလဲပရိ9ထက်3ပင်ကနေပြီးတော့1 2 3 4 5 6နောက်ပေါင်း3ညပဲနော်နောက်ပေါင်း3ညအယောင်ခွဲထားတာပဲရှိတယ်ဒီမှာကွာ3ညရှိတယ်ဒီမှာပရိ9ရှိတယ်ထက်3ပင်ကနေပြီးတော့1 2 3 4 5 6လို့နောက်ပေါင်း3ညလည်းရှိတယ်နော်အဲဒီမှာသူကပန်းရောင်ရဲ့လိမ္မော်ရောင်ရဲ့အဝါရေကဲဒီမှာကျလာပြန်ပါပြီဒီမှာကတော့ကျွန်တော်ပြပေးပြီး3ညထိပ်ရေ3ညထိပ်ရေ3ညထိပ်ရေနော်အဲ့တော့ဒီ3ညထိပ်ကနေပြီးတော့1 2 3 4 5ပင်ဆောင်လိုက်တာ5ပင်ဆောင်တော့အထက်2ပင်ကျော်မှာ12ပရိရှိတယ်ဘက်အောက်ဆောင်က6ထိပ်ရှိတယ်ဒီမှာဒီ3ညထိပ်ကနေပြီးတော့1 2 3 4 5နော်5ပင်ဆောင်လိုက်တယ်အထက်2ပင်ကျော်မှာ12ပရိရှိတယ်ဘက်အောက်ဆောင်ကတော့6ထိပ်ပဲရှိတယ်နော်အဲ့တော့ကိုဒီမှာကဒီအဝါ3ညထိပ်ကနေနော်1 2 3 4 5အထက်2ပင်ကျော်မှာ12ပရိရှိရယ်ဒီဘက်အောက်ဆောင်မှာလည်း6ထိပ်ပဲရှိတယ်အဲ့တော့ကြည့်ကြမှာနော်6ထိပ်12ပရိသူ့ရဲ့ထက်ကနေပြီးတော့1 2 3 4 5ရှေ့ပေါင်း9နော်ဒီမှာက6ထိပ်12ပရိအထက်ကနေ1 2 3 4 5ရှေ့ပေါင်း9ပဲနော်ဒီမှာရှေ့ပေါင်း9အဲ့ဒါဆိုရင်6ထိပ်ရ12ပရိရအထက်ကနေပြီးတော့1 2 3 4 5ဆိုရှေ့ပေါင်း9ကလည်းရှိပြီနော်ကြည့်ကြမယ်ကဲဟောဒီရှေ့ပေါင်း9ကနေပြီးတော့ပါဗျာ1 2 3 4ပင်ကြရင်နောက်ပေါင်း4ညာဘက်အောက်ဆောင်က2ထိပ်ညာဘက်အောက်ဆောင်ကရှေ့ပေါင်း3နော်
ဒီရှေးပေါင်းကိုကနေနှစ်ပင်ကျော်လိုက်ပေါ့ဗျာနှစ်ကွက်ကျော်လိုက်နော်ရှေးပေါင်းကိုကနေနှစ်ကွက်ကျော်လိုက်ရင်နောက်ပေါင်းလေးနှစ်ထိပ်ရှေးပေါင်း3လို့ဖြစ်တယ်အဲ့ဒါပြီးရင်643ထွက်တယ်နော်အဲ့မှာရှေးပေါင်းကိုလာပြန်ပါပြီရှေးပေါင်းကိုနှစ်ကွက်ကျော်လိုက်ဗျာနောက်ပေါင်းလေးနှစ်ထိပ်ရှေးပေါင်း3လို့ပဲဖြစ်တယ်နော်ကဲဒီမှာလွာယူရသူကဒီမှာရှေးပေါင်းကိုကနေပြီးတော့ဒီမှာနှစ်ကွက်ကျော်လိုက်ရတယ်နောက်ပေါင်းလေးရယ်နှစ်ထိပ်ရယ်ရှေးပေါင်း3ရယ်ထွက်သွားပြီဗျာနှစ်တည်းလေးလို့နော်ကျွန်တော်တို့တော့မရလိုက်ဘူးရှေးပေါင်း3အဲ့ဒါပါပဲနော်အဲ့တော့အဲ့ရှေးပေါင်း3ကကျွန်တော်တို့ဒီကနေပြရရင်တော့ဒီမှာနော်စောစောပြခဲ့တဲ့ဒါရှေးပေါင်း3ပန်းအောင်ဒါကလိမ္မော်အောင်ဒါအဝါအောင်ပေါ့နော်အဲ့တော့ဒီရှေးပေါင်း3ကရှေးပေါင်း3တပင်ကျော်ကနေ1 2 3ရှေးပေါင်း3တပင်ကျော်ကနေ1 2 3ရှေးပေါင်း3လို့ဖြစ်တာအဲ့ဒါတွေကစောစောကပြခဲ့တဲ့ဟောဒီရှစ်ထိပ်ကနေပြီးအခြေခံရိုက်တာပါဗျာကြည့်ကြမယ်ဒီမဲ့ရှေးပေါင်း3တပင်ကျော်ကနေ1 2 3ရှေးပေါင်း3တပင်ကျော်ကနေ1 2 3ရှေးပေါင်း3ဆိုတဲ့အဲ့ရှေးပေါင်း3တွေကဒီနေရာမှာလာတဲ့ပြီးတော့ရှေးပေါင်း3ရှေးပေါင်း3ရှေးပေါင်း3လို့အဲ့ဒီစိုက်ကြောအရာပို့တယ်လို့မြင်လိုက်ပြီနော်မြင်လိုက်တော့ခုကျွန်တော်တို့ကြည့်ရမှာကဒီရှေးပေါင်း3ရဲ့အောက်က643ဒီရှေးပေါင်း3ရဲ့အောက်က332ဒီရှေးပေါင်း3ရဲ့အောက်ကကျွန်တော်ထည့်ထားတာက39ခွန်လို့ထည့်ထားတယ်နော်ကြည့်ကြမယ်နော်ဟုတ်ပြီအဲ့တော့အဲ့ဒါလေးကိုကျွန်တော်တို့ဘယ်လာတော့လို့ယူဆက်ကြမယ်နော်ယူဆက်ကြမယ်ဆိုတော့ဟုတ်ပြီဗျာကဲကြည့်ကြမယ်ဘယ်လိုယူဆမလို့နော်အဲ့ဒီတော့နော်တစ်ခုချင်းစီရှင်းကြည့်အောင်တစ်ခုချင်းစီရှင်းကြည့်အောင်ဆိုတော့ကျွန်တော်စောစောကပြခဲ့တဲ့ဟောဒီရှေးပေါင်း3ရဲ့အောက်ကဒီ643ဆိုတဲ့ကဏ္ဍပေါ့နော်ဟုတ်ပြီအဲ့643ဆိုတဲ့ကဏ္ဍကိုသူကနေရီလိုက်မယ်နော်ဘယ်ဘက်ကိုသူကနေနော်1 2 3 4 5 6 9 8နော်8ပင်သွားတယ်8ပင်သွားတော့သူ့ရဲ့အောက်က6ပိတ်နဲ့3ညပိတ်မြင်ရတယ်နော်နှစ်ခုပေါင်းနေမယ်သူ့ရဲ့အောက်ကနော်ဒီကနေ8ပင်သွားတယ်ထွက်မဲ့ကဏ္ဍကနေ1 2 3 4 5 6 9 8နော်8ပင်သွားပြီးသူ့ရဲ့အောက်က6ပိတ်နဲ့အောက်က3ညပိတ်ကိုပေါင်းတော့6ပိတ်နဲ့3ညပိတ်နဲ့ပေါင်းတော့6စီအဲ့6စီထိလို့ကျွန်တော်ယူလိုက်ပြီး6ထိရရနော်ကြည့်မနော်6ထိရပြီ6ထိရတော့ဒီ6ပိတ်နဲ့3ညပိတ်နဲ့ပေါင်းလိုက်ရင်6လို့ရတော့ညာဘက်ကို2ခွန်းကျော်လိုက်တဲ့ခါကျတော့3ညခါရယ်3ညခါရယ်6ပိတ်ရယ်နော်ဒီမှာ3ညခါ6ပိတ်ပေါင်းလိုက်ရင်6အဲ့ဒါကိုခွာ6လို့ယူစေဗျာ6ထိပ်နဲ့ခွာ6ဆိုတော့3ပိတ်ပြီနော်6ထိပ်3ပိတ်ပြီ3ပိတ်ပြီးတော့ဒီ3ည6ခွာ6လို့ယူပြီးရင်သူ့ရဲ့ညာဘက်အထက်ဆောင်ကဟောဒီ2 5 3ဆိုတဲ့10ကိုအဲ့ဒါကိုရှေ့ပေါင်း10လို့ယူတယ်ဗျာ6ထိပ်ရပြီခွာ6ရပြီရှေ့ပေါင်း10ရပြီနော်ရှေ့ပေါင်း10လို့ရပြီလို့ရှိရင်တော့ဒီညာဘက်အထက်ဆောင်ကဘယ်ဘက်ထက်ဆောင်ကပေါ့နော်ညကြည့်လိုက်မယ်နောက်ပေါင်းခွန်ကလည်းသူနောက်ပေါင်းခွန်နဲ့လည်းကိုက်ရမယ်6ထိပ်လည်းဖြစ်ရမယ်ခွာ6လည်းဖြစ်ရမယ်ရှေ့ပေါင်း10လည်းဖြစ်ရမယ်6ထိပ်ခွာ6ရှေ့ပေါင်း10နဲ့ဘယ်ဘက်ထက်ဆောင်ကနောက်ပေါင်းခွန်ကလည်းနောက်ပေါင်းခွန်ရရမယ်ဆိုရင်643လို့ဖြစ်လိမ့်မယ်တဲ့နော်643လို့ဖြစ်လိမ့်မယ်ဆိုအဲ့ဒီခါကျတော့သူကပရိကဘယ်ကနေလာတွေ့တော့ဆိုတော့ခေါ်တော့ကပြရရင်နော်တ냐ထိပ်ရယ်6ထိပ်ရယ်ပရိနှစ်ရယ်ရှေ့ပေါင်း6ရယ်လို့တွေ့ပြီးတော့အဲ့ဒီရှေ့ပေါင်း6ရဲ့ဘယ်ဘက်နှစ်ပင်ကျော်မှာဒီကနေရင်တော့ဗျာ1 2 3 4ပေါ့နော်4ပင်မြောက်ယူလိုက်ရင်နောက်ပေါင်းက2အောက်ကရှေ့ပေါင်းက1ဒီ2နဲ့1နဲ့ပေါင်းရင်3အဲ့ဒါကိုပရိ3လို့ဖြစ်တယ်ဗျာကဏ္ဍကထွက်ထားတာတော့643မှာကြည့်မနော်6ပိတ်နဲ့3ညပိတ်နဲ့6ထိပ်အဲ့ဒီနှစ်ခုပေါင်းကသူ့ကိုနှစ်ခွန်းကျော်လိုက်တော့3ညခါရ6ပိတ်ရတွေ့လို့9အဲ့ဒါကခွာ9နော်6ထိပ်နဲ့3ညခွာ9ဒီဘက်ကသူ့ရဲ့ညာဘက်ဘေးကပေါ့နော်9ခါနဲ့အပေါ်ခွာ9နဲ့253လို့3ညသည်ရှေ့ပေါင်းက3ည6ထိပ်ခွာ9ရှေ့ပေါင်း3ညအဲ့ဒါပြီးရင်သူ့ရဲ့ဘယ်ဘက်အထက်ဆောင်ကနောက်ပေါင်းခွန်ကိုလည်းနောက်ပေါင်းခွန်လို့ရိုက်ရအောင်မယ်နော်အဲ့ဒါလည်းကြိုက်မယ်အဲ့ဒါလည်းကြိုက်ပြီးတော့ကျတော့ဟောဒီကနေလာခဲ့တဲ့3ညထိပ်ရယ်6ထိပ်ရယ်ပရိနှစ်ရယ်ရှေ့ပေါင်း9ရယ်လည်းဖြစ်ပြီးတော့အဲ့ရှေ့ပေါင်း9ကနေ1 2 3 4နောက်ပေါင်း2နဲ့ရှေ့ပေါင်း1နဲ့နော်နောက်ပေါင်း2နဲ့အောက်ကရှေ့ပေါင်း1နဲ့ပေါင်းရင်3ဆိုတာကိုပရိ3လို့ဖြစ်ခြင်းနဲ့643ပါဗျာထွက်ပါပြီနော်ဟုတ်ပြီအဲ့လိုပဲကျွန်တော်တို့ဒုတိယကက်ကိုကြည့်ကြမယ်ဒုတိယကက်ကြည့်ကြမယ်ဆိုစောစောကျွန်တော်ပြခဲ့ပြီဒီမှာလဲသူက3ညထိပ်ရယ်6ထိပ်ရယ်ပရိနှစ်ရယ်ရှေ့ပေါင်း9ရယ်ဖြစ်ပြီဒီမှာဆင်းလိုက်တော့လဲနောက်ပေါင်း4ရယ်2ထိပ်ရယ်ရှေ့ပေါင်း3ရယ်လည်းဖြစ်ပြီအဲ့ဒါပြီးတော့ဒီမှာဒုတိယကက်က332နော်332ဆိုကျွန်တော်တို့ကဒီတိုင်းရှေ့ကက်တိုင်းကြည့်မယ်ဒီကနေပြီးဘယ်ဘက်ကို8ပင်သွားလိမ့်မယ်1 2 3 4 5 6 9 8အဲ့ဒီအောက်ကကျတော့သူက8ပိတ်နဲ့5ပိတ်နဲ့ပေါင်း3နဲ့နော်ခုနက6ဆိုညဒီမှာ8နဲ့5နဲ့ပေါင်း3ဆိုတော့ဟို3ထိပ်လို့ရပြီဗျ3ထိပ်နော်အဲ့ဒီ3ထိပ်ကိုညာဘက်ကို2ပင်ကျော်လိုက်ရင်4ခါ1ခါ3ညပိတ်နော်ခါနှလုံး4 1အောက်ကနောက်ပိတ်3ညနဲ့ဆို4 1 3ညဆို5
အဲ့ဒါကခွာ9တဲ့နော်3ထိပ်နဲ့ခွာ9လို့ရပြီအဲ့တော့နှစ်ပိတ်ပြီးတော့ဒီခွာ9တော့နော်၄1 3ညဆိုတဲ့9ရဲ့ပဲညာဘက်ကပေါ့နော်ခွန်ခါနဲ့အပေါ်ကခွာ9နဲ့ပေါင်းရင်9ခွန်4ဆို6အဲ့6ကရှည်ပေါင်း6ပါတယ်ဗျာ3ထိပ်ခွာ9ရှည်ပေါင်း6 33နှစ်နော်တဲပြီအဲ့ဒါဆိုရင်သူကရှေ့ရကတ်အတိုင်းပဲသူ့ရဲ့ဘယ်ဘက်အထက်ဆောင်ကိုကြည့်လိုက်တဲ့အခါမှာနောက်ပေါင်း9ကလည်းနောက်ပေါင်း9လို့လည်းရိုက်ပါပြီဗျာနော်အဲ့ဒါဆိုရင်33နှစ်ကဲအဲ့တော့ကျွန်တော်တို့ဗရိတ်ကိုကြည့်ကြမယ်ဆိုလို့ရှိရင်ဟောဒီ3ညထိပ်ရယ်6ထိပ်ရယ်ဗရိတ်2ရယ်ရှည်ပေါင်း9ရယ်လို့ဖြစ်ပြီးအဲ့ရှည်ပေါင်း9ကနေပြီးတော့1 2 3 4ဘယ်ဘက်4ခွန်းသွားတဲ့အခါမှာနောက်ပေါင်းကခွန်းအောက်ကရှည်ပေါင်းက1ခွန်းနဲ့1နဲ့ပေါင်းရင်8ဆိုတဲ့ဟာကိုဗရိတ်8လို့လဲ33နှစ်နဲ့ကြိုက်သွားပါပြီဗျာနော်ဟုတ်ပြီအဲ့တော့ကဲဒီကျွန်တော်တို့နော်နောက်တစ်ချက်နောက်ဆုံးကတ်လေးကြည့်ကြမယ်နောက်ဆုံးကတ်လေးကြည့်ကြမယ်ဆိုတော့ပြပြီးသားပါနော်3ညထိပ်တယ်6ထိပ်တယ်ဗရိတ်2တယ်ရှည်ပေါင်း9တယ်နောက်ပေါင်း4နဲ့2ထိပ်နဲ့ရှည်ပေါင်း3နဲ့ဖြစ်ပြီနော်ရှည်ပေါင်း3မှာရိုက်သွားပြီအဲ့ဒီအောက်ကကျွန်တော်တို့3 9ခွန်လို့ထည့်ထားတယ်ကြည့်ကြမယ်နော်ဘယ်ဘက်ကိုရှစ်ခွန်သွားလိုက်မယ်1 2 3 4 5 6 9 10နော်ရှစ်ပင်သွားပြီသူ့ရဲ့အောက်က6ပိန်းနဲ့ခွန်ပိန်းနဲ့ပေါင်းရင်6ပိန်းနဲ့ခွန်ပိန်းနဲ့ပေါင်းရင်3အဲ့ဒါကျွန်တော်3ထိပ်လို့ထည့်လိုက်ပါပြီနော်ကြည့်မယ်နော်သူ့ကိုညာဘက်2ကွက်ကျော်လိုက်ရင်3ခါ3ညခါ9ပိတ်ခါနှလုံးနော်3 3ညအောက်ကနောက်ပိတ်က9 3 3ည9ဆိုတဲ့နှစ်ကsorry အဲ့နှစ်ကဘာဖြစ်မှာကွာနှစ်ဖြစ်မှာဗျာနော်ဟုတ်ပြီကွာနှစ်ဖြစ်မယ်ဆိုတော့မလားနော်3ခွန်9ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာကဒီကနေပြီးတော့နော်1 2 3 4 5 6 9 10 10ပင်အောင်မှာ6ပင်နဲ့ခွန်ပင်နဲ့3ကို3ထိပ်လို့ကျွန်တော်ထည့်လိုက်ပါပြီထည့်ပြီးတော့သူ့ရဲ့ညာဘက်ကို2ခွင်ကျော်တဲ့အခါကျတော့3ပိတ်ရ3ည3ခါ3ညခါ9ပိတ်2ကိုကွာ2လို့ထည့်လိုက်ပါပြီဗျာနော်အဲ့တော့3ထိပ်နဲ့9ပိတ်နဲ့ရပြီကျတော့ဒီ3 3ည9ဆိုတဲ့2ရဲ့ညာဘက်က3ညခါရဲ့အပေါ်ကကွာ30ရဲ့ရှေ့3ည2ဆိုတဲ့30ကိုရှေ့ပေါင်း30လို့ဖြစ်ရမှာပါဗျာနော်အဲ့ဒါဆိုရင်3ထိပ်ကွာနဲ့ရှေ့30နဲ့ဆိုရင်3ခွန်9လို့ဖြစ်ပြီး3ခွန်9လို့ဖြစ်တော့ဘယ်ဘက်ထက်ဆောင်ကိုကြည့်လိုက်တော့နောက်လုံးပေါင်း6ကလည်း9နဲ့9နဲ့နောက်လုံးပေါင်း6နဲ့ကိုက်သွားပြီနော်ကိုက်သွားတော့ကျွန်တော်တို့ဗရိတ်တစ်ချက်ကြည့်ကြတာကဟောဒီမှာ3ညထိပ်တယ်9ထိပ်တယ်ဗရိတ်2တယ်ရှေ့ပေါင်း9လို့ဖြစ်တယ်အဲ့ရှေ့ပေါင်း9ကနေပြီးတော့1 2 3 4နောက်ပေါင်းက1အောက်ကရှေ့ပေါင်းက8 1နဲ့8နဲ့ပေါင်း9ဆိုတဲ့ဟာကိုဗရိတ်9နဲ့လည်းကိုက်သွားပါပြီဗျာအဲ့ဒါဆိုရင်ကျွန်တော်မိုးတော့ကျနော်2026ရဲ့14ချိန်မှာပေးခြင်းတဲ့ကဏ္ဍကတော့ကဏ္ဍအထိုင်နဲ့နော်ကဏ္ဍတစ်လုံးရပြီးတော့ကွာပေါင်းရဲ့ရှေ့ပေါင်းရဲ့နောက်နှလုံးပေါင်းရဲ့ပြန်ကိုက်ပြီးတော့ထုတ်ထားတဲ့ကဏ္ဍက3ခွန်9ဆိုတဲ့ကဏ္ဍမှာဗျာနော်အဲ့တော့ပြိသက်ကြီးကျွန်တော်တို့စူးစမ်းပြီးပေးလိုက်ပါပြီကဏ္ဍကိုကြည့်တဲ့ပြိသက်နဲ့တိုက်ဆိုင်မှုရှိလို့စိုက်နေတဲ့ကြမယ်3ညင်စမှာဆိုရင်တော့ယူသုံးပေါ့ဗျာကျွန်တော်ဒါတွေအခမဲ့ပြအောင်နော်ဘယ်သူ့ဟိုမှကျွန်တော်ပတ်စံနဲ့ကြည့်ပါလို့အတင်းတိုက်တွန်းနေကြတာမျိုးမဟုတ်ဘူးနော်ဒါမန်ပါဝင်ရင်လည်းဆိုတော့ဟာလည်းမိမိတို့နှစ်သက်လို့သဘောကျလို့ကျင်းနဲ့လို့လက်တွဲပြီးဝင်ရတဲ့သဘောပါဗျာအဲ့တော့တိုက်ဆိုင်မှုရှိရင်ယူသုံးပါမတိုက်ဆိုင်ရင်လည်းကြော်သွားပါဗျာနော်အားလုံးအဆင်ပြေဖို့အရေးကြီးပါတယ်ကျွန်တော်တို့ဘက်ကတော့အားလုံးကိုဒါလျောညီတွေဖြစ်အောင်ဆက်ဆံဖို့နဲ့အဆင်ပြေပြီးဖြစ်အောင်ကြိုးစားပေးဖို့ကျွန်တော်တို့တောင်းပါဗျာဝါသားကြပါခင်ဗျာပြန်လဲတွေးဆုံကြပါအောင်မယ်